ကွတ်တူလေးစားချင်စီရလေဩမွေးတာနဲ့ပတ်သက်ပြီးတော့လေနင်ကမေးရအောင်ညခိုင်ကကျွမ်းနေဆိုတော့လေဒီဟင်းနေပါရင်ခတ်တဲ့ခါဆိုအဲ့ဒီဟင်းခတ်တဲ့အမွှေးကြိုင်ဘလို့ပေါ့ ဟင်းကတည်းကမွေးကြိုင်ဘူးเครื่องเทศလို့ခေါ်တယ်เครื่องเทศအဲ့ဆိုရင်ဂျင်းရော ဂျင်းကြတော့ขิงလို့ခေါ်တယ် အဲ့ဆိုရင်ဒါရောအသားလုံးရော တားလုံးကြတာတားလုံးမျိုးရှိတယ်ลูกชิ้นหมูနဲ့ลูกชิ้นปลาลูกชิ้นหมูရဲ့ลูกชิ้นปลาမျိုးရှိတယ် အဲ့ဆိုရင်ငန်းပြရီရော နန်းပြရေးဆိုရင်နည်းနည်းน้ำปลาလို့ခေါ်တယ် ဩဟိုကရှာလကရီလေ ရှာလကာရေးဆိုရင်น้ำส้มสายชูလို့ခေါ်တယ်น้ำส้มสายชู ကွတ်တူထဲကိုထဲတဲ့မြုပ်သီးမှုတ် ရုပ်ပြီးမှောက်ဆိုရင် pig prawn လို့ခေါ်တယ် ဒီကွတ်တူထဲထဲတာမကြံသေးဘူးဩတကြားရော တကြားဆိုရင်น้ำตาลလို့ခေါ်တယ်น้ำตาล အဲ့ဆိုရင်စားလိုက်အောင်မယ်နော် ငါလည်းစားလာတယ်